င်းမင်းတရားဥအောင်စရာကအယုဒ္ဓယကိုဝရင်တုံးနဲ့တက်သိမ်းခဲ့တယ်။စင်ဖြူရှင်မင်းလက်ထက်မှာလည်းယိုဒယာကိုဝရင်တုံးနဲ့အောင်နိုင်ခဲ့တယ်လို့ဂုဏ်ယူစွာပြောဆိုလေးရှိပါတယ်။ဒီဗီဒီယိုမှာတော့အယုဒ္ဓယကိုတက်သိမ်းခဲ့တဲ့မြန်မာတပ်မတော်ရဲ့တင်ကြီးတဲ့အကြောင်းကိုပေါ်ထုတ်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးမစခင်မှာ follow နဲ့ subscribe လုပ်ပေးခဲ့ကြပါဦးခင်ဗျာ။တကယ်သမိုင်းမှတ်တမ်းတွေအရာကတော့မြန်မာတွေဟာတိုက်ပွဲဝင်တဲ့အခါမှာယိုဒယာကိုဝရင်တုံးတက်ကင်ပြီးသိမ်းခဲ့တာတော့မဟုတ်ပါဘူး။ဒါပေမဲ့အယုဒ္ဓယကိုတက်သိမ်းခဲ့တဲ့မြန်မာစစ်တပ်ထဲမှာအလွန်ရဲရင်တဲ့တင်ကြီးတက်ဆိုတာပါဝင်ခဲ့ပါတယ်။တိုက်ပွဲတွေမှာတင်ကြီးကန်စစ်သည်တွေဟာရှေ့တန်းကနေရွရွချွန်ချွန်စွန့်လွတ်အနစ်နာခံတိုက်ခိုက်ခဲ့ကြလို့သူတို့ရဲ့စွမ်းရည်ကိုဂုဏ်ပြုတဲ့အနေနဲ့အယုဒ္ဓယကိုဝရင်တုံးနဲ့တက်သိမ်းတယ်ဆိုတဲ့ပုံဆောင်စကားရက်ကြီးပေါ်လာတာပဲဖြစ်ပါတယ်။ဒီတော့တင်ကြီးဆိုတာအတိအကျပါလေ။စစ်ပွဲတွေမှာဘလို့အသုံးပြုလဲဆိုတာဆက်လက်ကြည့်အောင်။တင်ကြီးဆိုတာလက်တစ်ဖက်ထဲနဲ့ကင်လို့ရတဲ့တာမန်တုပ်လေးမဟုတ်ပါဘူး။မာကျောတဲ့ဝရင်ဝဘိုးတွေကိုမီးသိမ်းပြီးအထူးစီမံပြုလုပ်ထားတဲ့ဒုတ်ရှည်လက်နက်တစ်မျိုးပါ။သူ့ရဲ့ပြုလုပ်ပုံအစဉ်စဉ်နဲ့ပတ်သက်ပြီးတော့ရှေးဟောင်းဗဇက်ရာဇဝင်တွေရဲ့အဆိုအမိန့်တွေကဒီလိုသိရပါတယ်။ပထမအဆင့်ကတောထဲကနေလက်တဆုပ်စာလုံးပတ်ရှိတဲ့ဝါးကိုဖြတ်တောက်ပါတယ်။ဒုတိယအဆင့်ကနွားမတန်းရဲ့ကျင်ငယ်ရည်ထဲမှာ2ရက်ကနေ3ရက်အထိစိန်ထားရတယ်လို့ဆိုကြပါတယ်။ဒီလိုလုပ်တာဟာဝကြောတွေတည်သွားပြီးလုံးဝမကွေးတော့အောင်လို့ဆိုပါတယ်။အဲ့ဒီနောက်မှာနေပြင်းပြင်းမှာလှမ်းပြီးတော့အဆိုဓာတ်ကိုဖယ်ထုတ်ရပါတယ်။တတိယအဆင့်နဲ့မီးနဲ့မာကျိုးအောင်ပြပြီးတော့ဖြောင်ဆင်းအောင်ပေပေါ်တင်ကာတူနဲ့အပြင်းထန်ထုပေးရပါတယ်။နောက်ဆုံးအဆင့်ကတော့ထိတ်နှစ်ဖက်ကိုခြုံပြီးကွဲမသွားအောင်လျှော်ကျိုးနဲ့တင်းတင်းကြပ်ကြပ်ချီနှောင်ရပါတယ်။ဒီလိုပြုလုပ်ပြီးသွားတဲ့အခါမှာလှန်တပွဲလိုလဲထိုးလို့ရသလိုဒုတ်ရှည်တပွဲလဲရိုက်လို့ရတဲ့လက်နက်တစ်မျိုးဖြစ်လာခဲ့ပါတယ်။အခုဗီဒီယိုအစဆုံးကိုတုတ္တ Orbit Facebook page နဲ့ YouTube channel တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါပြီခင်ဗျာ။